ဖွားခင်ချိန်ကဖြစ်ခဲ့တဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တခင်ယေရှုခရစ်ကိုမွေးဖွားခင်ချိန်မှာဆိုရင်လူတွေဟာသူတို့ရဲ့အဖြစ်တွေကိုစီးကြောမှုဒါမှမဟုတ်ခွင့်လွှတ်တောင်းမှုအတွက်စင်ကြယ်တဲ့ပြိဿံတွေနဲ့ရစ်ပူဆောင်ရပါတယ်။ဒီဇာတ်လမ်းလေးရဲ့အစမှာဆိုရင်လေပတ္တခဝဲတစ်ခုမှာလူတွေဟာသူတို့ရဲ့အဖြစ်တွေကိုစီးကြောမှုရစ်ပူဆောင်မှုစင်ကြယ်တော့သူငါပြိဿံတွေနဲ့ရှင်ပရောဟိတ်ထံသို့တည်ဆောင်လာခဲ့ကြပါတယ်။ထိုအချိန်မှာတိုးထိန်တို့ဟာသူတို့ရဲ့အဖြစ်တွေကိုဖြေလို့ဖို့ရန်အတွက်တိုးတငယ်တွေကိုယူဆောင်လာခဲ့ကြပါတယ်။မကွဲနဲ့哦，没有会没，ကျွန်တော်ကြီးတမဲ့ဆိုလဲတော့ကျွန်တော်ပြည့်ဖြေဖို့ရတမဲ့ဆိုလဲသွားတယ်မှာဒီရိုက်နေတာဒီတော့မှပြင်းနာစာရှိမရှိစစ်ဆေးလေးပါအော်မင်းရဲ့ရှစ်ကောင်ကအတွေးမွေးရန်ကောင်းတာပဲမင်းရှစ်ကောင်မင်းအစာဝါးလေးလေးကြွေးထားတယ်မင်းရဲ့ရှစ်ကောင်ကျမကြီးနဲ့ရန်ကောင်းတယ်မင်းရဲ့ရှစ်ကောင်ဖျားလိုက်တိမပြုတ်တယ်ဒီကိုခေါ်လိုက်တော့အော်ကျေးဇူးတင်တယ်ဗျကျွန်တော်ရေမောင်လက်ခံမေးလို့ဟလောโอ้ဒီလိုလေးပဲကျွန်တော်ရဲ့အပြစ်ကိုဖြေဖို့ရတဲ့ထိုရိတ်ကောင်ယူလာပါတယ်ဒီတော့မှပြစ်တော့စားရှိစစ်ဆေးပြီးတော့ပါမင်းရှိကောင်ကဘဝဖြူနဲ့အတွေ့အမွေးရန်ကောင်းတာပဲတကယ်အားကြီးတဲ့နွားပဲကွာမင်းရှိကောင်ဟာရှောက်တဲ့တကယ်ရန်တန်မာလာပဲမင်းတော့ကြီးတဲ့နွားကိုဖျားဖို့ပြီးဆိုတယ်မင်းရှိကောင်ဖျားလိုက်တိမပြုတ်တယ်ရှိကောင်ကျလိုက်တော့ပါထိုတိုးထိန်ရဲ့နာမအလွန်ဆင်းရဲနှံပါလုံးတဲ့တိုးထိန်တို့ကလည်းရစ်ပူစော်ရန်တိုးတငယ်တကောင်ကိုရှင်ပရောဟိတ်ထံသို့ယူဆောင်လာခဲ့ပါတယ်။ဒီဘရိုဟိတ်ပဲကျွန်တော်ပြည့်ဖြေရည်ပြုလို့ရတဲ့ကျွန်တော်ကရှိတယ်အကောင်းဆုံးတော့ဒီပုဇော်တကောင်ကိုဆောင်းလာပါတယ်ကျွန်တော်ရေကောင်ပြင်သာစာရှိမရှိစစ်ဆေးပေးပါမင်းရှိကောင်မင်းတခြားကြည့်ရင်မင်းရှိကောင်မင်းတခြားပြုစားရလားမင်းရှိကောင်မင်းတခြားကြည့်ခဲ့ရလားမင်းရှိကောင်မင်းတခြားထိုင်နေရမှာဆိုမင်းမသိဘူးလားဟမ်မင်းရှိကပိန်နေညာပဲကြည့်အောင်အသွေးမွေးရတယ်မထားဘူးချောက်ကလည်းကျိုးနေတယ်ဖျားတယ်ကိုစားတယ်မမှန်လားဟမ်တော့မင်းကြီးကိုဖျားလိုက်တိမမပြုယူလားငါရေပုဇော်တကောင်ကိုလက်မခံချင်နေပါကွာငါ့ဘာလို့မတုံးကြပါနဲ့ငါဆင်းရဲလူဖြစ်တယ်ဘာမှဒီထက်ကောင်းတဲ့ရစ်ကိုဝယ်နိုင်လို့လည်းပတ်စံမရှိဘူးငါမှဒီတကောင်နေပဲရှိတာဒီလိုနဲ့ဆိုရင်ငါပြည့်နေမှာဘယ်လိုလုပ်ဖြစ်လို့နိုင်တော့မှာလဲကွာထို့နောက်အရှိပြီမှာမာဟုပညာရှင်တော်ဟာမေရှိယကိုဖူးမြင်တော်ကဟီရိုမန်ထံသို့ရောက်လာခဲ့ကြ၏ထို့နောက်အရှိပြီမှာမာဟုပညာရှင်တော်ဟာမေရှိယကိုဖူးမြင်တော်ကဟီရိုမန်ထံသို့ရောက်လာခဲ့ကြ၏အရှင်ဟေရိုမင်းကြီးဒီအရက်မှာယူဒရှင်မင်းမေရှိယဆိုတဲ့သူဖွားမြင်တယ်လို့ကြားတယ်ကျွန်တော်တို့သူ့ဖုန်းမှာပြောရောက်လာတာသူဘာမှရှိတယ်
တင်ယူရရှိလို့တိပါလား ကျွန်တော်မသိပါဘူး ။ဘာယူရရှိပြီလို့မင်းတို့ပြောတဲ့ယူရရှိပြီလို့ငါမသိဘူး။သွားချခဲ့ပြီးငါစီပြန်လာပြောငါလည်းသူ့ကိုဖူးပြောခြင်းနဲ့ ညချင်းရောက်တော့အခါထိတ်လို့ဒီဝိုင်းဆူရီစကားပြောနေကြ၏ညချင်းရောက်တော့အခါထိုးထိတ်လို့ဒီဝိုင်းဆူရီစကားပြောနေကြ၏ ရေကိုတို့ဒီနေ့ငါတို့အပြစ်ဖြေရရစ်ပူဇော်တကောင်ငါတို့သွားလုပ်တဲ့အခါငါရဲ့ရစ်ပူဇော်တကားပိန်နေရုပ်ဆိုးတယ်ဆိုပြီးတော့ယေဘရဟိမင်းကငါ့ကိုနေထုတ်လိုက်တယ်ကွာဈာထဲမှာဒီတယောက်လည်းငါ့ကိုတုံးသွားတယ်ငါချီတော့ငကိုရဲ့နာမနာနေပါလေဆိုသူကငါ့ကိုချက်တုံးလိုက်တယ်ကွာငါဒီလောက်ထိစင်းရဲနေရငါမှဒီချက်ကောင်းတဲ့အရာလည်းမရှိတော့ဘူးဒီလိုနဲ့ဆိုရင်ငါပြစ်တယ်ငါလုံးဝမဖြေလို့နိုင်တော့ကွာအပြစ်တွေကိုကယ်တင်ပေးမဲ့သူတယောက်ရှိရင်တော့သိကောင်းပါပဲကွာ ငါတို့ဒီနေ့မှာငါရဲ့ပူဇော်ကတော့ငါရဲ့ prophet မင်းကြီးကယူသွားခဲ့တယ်ကွာအဲ့ဒါသူကငါ့တို့ကြည့်နဲ့တအားရပြီးတော့အခန့်ပေးခဲ့တယ်ကွာဒီလိုနဲ့ဒီငါရဲ့ပြစ်ပေါ်မှာဖြေခွင့်ရခဲ့တယ်ကွာဒီတော့မှရိုင်းဝန်းလာတယ်ကွာ ငါရဲ့တူတော့ရတော့ရဲ့ကျောင်းရတာကိုပြည်ရန်ကာဝယ်နေရတယ် ဒီနေ့ဆိုရင်ငါရေပူဆိုတာပဲပဲဒီတော့ငါရဲ့တော့ငါရဲ့တော့ကိုကြီးချိုးပြီးအစာရေးပိုင်းကိုချက်ကျွေးရတယ်။ဒီနေ့ဆိုရင်ဝိပဿနာတရားတော်မှာကတော့ပြရတယ်ကွာ ထိုကရင်ဖျားသခင်ကောင်းတဲ့တမန်တီလာ၍တို့ထင်းများကိုတရင်ကောင်းချပြောလေ ။ဟာဘာကြီးတော့မကြောက်ကြနဲ့တင်တို့အတွက်ဝမ်းမြောက်စရာသတင်းကောင်းပါလေ။တင်တို့ရဲ့တစ်တွေကိုကယ်တင်ဖို့အတွက်ကယ်တင်ရှင်မေရှိရိယအခုပဲဒါဝိဒ်မျိုး၌ဖွားမြင်တော်မူပြီ။သူ့ကိုဖူးမြောက်ဖို့ရန်အတွက်အခုပဲဗက်လင်မျိုးတို့တွားကြတော့ ဟာဒါအိမ်မက်လားဟာဒါကောင်းတဲ့တမန်ပဲငါရဲ့ပြစ်တွေကိုကယ်တင်ပေးမဲ့မရှိရဖွာလာပြီနဲ့တော်ဖူးမြော်ရအောင် တော့မယ်ငါတို့ညီ တို့ တော် ထ မယ် င်းတို့သည်ကြေး၍မေရှိယကိုဘုန်းမြင့်ခြင်းကဗက်လင်မျိုးသို့သွားကြ၏ ပညာရှိသုံးသည်မေရှိယကိုဘုန်းမြင့်ခြင်းကရောက်ရှိနေကြ၏ အိုးမေရှိယဟာငါတို့ပြည့်အတွက် တို့ထင်းတို့သည်မေရှိယကိုဘုန်းမြင့်ခြင်းကရောက်ရှိလာကြ၏ တို့ထင်းများအနက်မှခြေစွန်သောတို့ထင်းသည်လည်းဝမ်းမြောက်သောဆင်းပြီးအခြားတို့ထင်းများနောက်ထူလိုက်လေသူသည်ခြေစွန်သောကြောင့်နှိကွေးပြီးညံ့ညံ့ရှောက်ရန်နာကျင်နေသည် ရေကိုတို့ငါ့ကိုစောင်းကြပါဦးကွာငါလည်းမြင်တော်လိုက်ရ ထိုအချိန်မှာသူ့ခြေတော်သည် ချီတော့ကနာနေပါလေထချော်လိုက်နေကွာ ကောင်းမွန်စွာလမ်းလျှောက်လာနိုင်ခဲ့သည် ငါချိုလဲငါချီတော့နာဘာဖြစ်လို့မပြေကောင်းနေတာဟာဖျက်ခင်ကြီးတော့ပဲငါကျမ်းပါပါပြီဒူဘီထက်ငါတွားရောက်ဖူးမြော်မရမယ်အိုးမရှိတာပြည့်တယ်ကိုကဲလို့ပေးတယ်ဗျာသူငယ်ရဲ့နာမည်ဘယ်လိုခေါ်လဲ သူရဲ့နာမည်ကယေရှု ယေရှုဖျားအပြည့်ငယ်နဲ့ကဲတယ်ပေးတဲ့မေရှိယချီးမွမ်းရအောင်ဒူမေရှိယကိုချီးမွမ်းရအောင် ခြေစွန်လာ မေရှိယဘာလဲလား ဆင်းလာခဲ့သည် အတလုံးသားထဲမှာပြောလိုက်ရပါ ဝမ်းမြောက်ရဲ့ဖျားသခင်ထံကစီတောင်း
ဆိုရင်အိုးဖျားခဲ့ဂျေစုတင်လိုက်တာကျွန်တော်လောကမှာမေရှိယကိုစီလို့ပြီးလို့ဂျေစုတင်တယ်ဟာလေလုယာကိုရောသိဂျေစုတင်တယ်ဟာကိုရောမှာရှိတယ်ဘာဒီတော့တာတော့ဘာလို့မပြောပဲကျွန်တော်ကလို့ရတဲ့လောကကိုကျွန်တော်ပြင်နေခဲ့တယ်ကျွန်တော်တို့လည်းကျွန်တော်ရဲ့ဆိုစီရဲ့ဖြစ်တယ်ကျွန်တော်ဆက်ကြတာကောင်းလာတယ်ကျွန်တော်ဘာမှမရှိဘူးကျွန်တော်စီးရဲ့တူတိတ်ဖြစ်တယ်တကယ်ချင်းနဲ့တွားပြီးတော့ကျွန်တော်ပြည့်ဖြည့်ရရေးမှုဆိုတော့ကောင်းတာလို့လည်းပါဒီလိုလေးမဲ့ကျွန်တော်ရေးမှုဆိုတော့ကောင်းလည်းပတ်ခဲ့နေငါဒီလောက်စီးနေငါပြည့်ကိုဘယ်သူကဲရပါလဲဒါတကယ်ချင်းကြပြည့်လို့မရငါချက်လူရဲ့သူ့မဲ့ချင်းခဲရတယ်ဒါပေမဲ့မရှိရငါတက်အသေးခံပြီးခဲ့တယ်ငါတော့ဖွားပြလာခဲ့တယ်ကိုလိုဒီကကိုရတာတော့ဘယ်လိုပြောမလဲကျွန်တော်ကိနေလို့ဘုရားတကယ်ဆွေးလို့ပြီးခဲ့တယ်မရှိရတကယ်ကောင်းရတယ်ကိုလိုကြောလာတော့အဖြစ်ကျွန်တော်အပြစ်တွေလွတ်သွားပြီကျွန်တော်တက်တာမှာအပြစ်နာစားတစ်ခုမှမရှိတော့ကျွန်တော်ကဲပေးတယ်ခုချင်စားပြောငါကောင်းတဲ့ရင်းမှုတော်တခါယူသွားပြောငါပူဇော်နေဆရာမလို့ငါပြည့်နေလူမှုတဲ့မရှိရဆေးကြွလာပြီငါအသက်ကိုကဲတယ်ငါရဲ့အနာတွေချမ်းမရှိဖို့ပေးတယ်အပြည့်ကြီးရဲ့ငါ့ကိုကဲလို့ပေးတယ်ငါကောင်းတဲ့လုံးဆရာမလို့တော့ငါတကယ်ဝမ်းသာမရှိရငါတော့ဝမ်းနေပြီငါလုံးသားလည်းတကယ်ဝမ်းသာတယ်အခုချိန်ရစားပြီးငါအဲ့ဒီမရှိရငါလုံးသားလည်းမလက်ခံဘူးငါအပြည့်တွေငါဖြေဘူးတော့ငါလုံးဆရာမလို့တော့ဒီလိုချမ်းရည်တဲ့ခရစ်စမတ်ကာလမှာမရှိရငါတို့လောကကိုစီးကြွလာပြီးငါ့ကိုကယ်တယ်ပြီငါလက်ခံတယ် ဒီစလုံးဖြစ်မှာပေးချင်တဲ့ message က